ရှုံးသွားတဲ့ဂျပန်ဖိုက်တာအပေါ်ပြောခဲ့တဲ့စကားတွေကြောင့်ကမ္ဘာတဝန်းလူတွေရဲ့ပြောဆိုခံနေရတဲ့ဖန်အားလုံးပဲမင်္ဂလာပါရှင်မြန်မာမီဒီယာ page ကနေကြိုဆိုလိုက်ပါတယ်။ပြီးခဲ့တဲ့ရက်မှာတော့ဖန်ဟာမြန်မာနိုင်ငံအတွက်ဒုတိယအကြိမ်အနိုင်ယူပေးကဂုဏ်ဆောင်ပေးနိုင်ခဲ့ပြီးဖြစ်ပါတယ်။သူလက်ရှိရရှိထားတဲ့ချန်ပီယံကပတ်ကြီးကိုဆက်လက်ထိန်းသိမ်းထားနိုင်အောင်အားလုံးကမျှော်လင့်ခဲ့တာမို့မျှော်လင့်တဲ့အတိုင်းအနိုင်ရရှိခဲ့တာပါ။ဖန်ကဂျပန်ဖိုက်တာကိုပုံမှန်အနိုင်ရရှိတာမျိုးမဟုတ်ဘဲအမတ်ကအစကွာတဲ့ပြင်၅ချီလုံးမှာအလဲထိုးခဲ့တာမို့ပွဲဟာလူပြောများခဲ့တာပါတစ်ဖက်ဂျပန်ဖိုက်တာမျက်နှာမှာမြောက်ဖင်နေတယ်လို့ဖြစ်သွားခဲ့တဲ့အချိန်မှာဗန်ကတော့ဝက်ချန်ထွက်ပြီးတော့နီးတလောက်သာဖြစ်ခဲ့ပါတယ်ဒါကိုကြည့်ချင်းအဖြစ်ဗန်ဟာအပြတ်သက်နိုင်နေဆိုတော့ပေါ်လွင်ခဲ့တယ်လို့တစ်ဖက်ဂျပန်ဖိုက်တာကတော့အဆက်ကွဲခဲ့ရပါတယ် Flyweight ပရိသတ်တွေကဂျပန်ဖိုက်တာကိုအဆက်ကွဲတယ်လို့ပြောဆိုနေပေမဲ့ဗန်ကတော့ချန်ပီယံဆိုပြီးဂုံကြွားကဖိနှိပ်ပြောဆိုတာမျိုးလုံးဝမရှိခဲ့ပါဘူးပွဲပြီးတော့လို့အင်တာဗျူးဖြေတဲ့အချိန်မှာဗန်ကဂျပန်ဖိုက်တာနဲ့ပတ်သက်ပြီးစကားတချို့ပြောခဲ့ပါတယ်အစားတော့ကတော့3ချီနဲ့လဲထိုးမယ်လို့ဗန်အဆုံးဖြတ်ခဲ့တာပါဒါပေမဲ့တစ်ဖက်ပြိုင်ဘက်ကအားကောင်းတာကြောင့်5ချီတောင်ဖိုက်ခဲ့ရတယ်ဆိုပြီးတော့တစ်ဖက်ပြိုင်ပွဲဝင်ရဲ့ခံနိုင်ရည်ကိုချီးကျူးခဲ့တာပါပြိုင်ဘက်ကလည်းဇာသေးတဲ့သူမဟုတ်တဲ့အပြင်အတော်လေးကိုခံနိုင်ရည်ရှိတဲ့သူမို့အရေးချင်းနေတဲ့သူတော့မဟုတ်ပါဘူးလို့ကာကွယ်ကပြောဆိုခဲ့ပါတယ်ဒါရင်မကသေးပဲချန်ပီယံဟောင်းပန်ဒိုဂျာနဲ့ပတ်သက်ပြီးလဲဗန်ကပြောဆိုခဲ့သေးတာပါပန်ဒိုဂျာဒီပွဲမစခင်မှာဗန်ကဂျပန်ဖိုက်တာကိုအရှုံးကြီးရှုံးလိမ့်မယ်လို့တောင်ပြောခဲ့တာပါ။ဒါရင်မကသေးပဲဗန်ကိုလူဆိုးကြီးဖြစ်စေမဲ့စကားတချို့ကိုလည်းအင်တာဗျူးတွေမှာဖြစ်လာခဲ့တာပါ။အစလွဲတာချက်ချင်းပြန်တက်နိုင်ခဲ့တယ်။ပွဲရက်ခိုင်းလိုက်တာစော်သွားပြီးဘာရညာတွေရှောက်မရှိပါနဲ့ဆိုပြီးလဲဗန်ကပန်ဒိုဂျာကိုသတိပေးခဲ့တာပါ။တကယ်တော့ဗန်ကပန်ဒိုဂျာအပေါ်မှာလေးစားမှုအပြည့်ရှိကအပြင်မှာတွေ့တိုင်းနှုတ်ဆက်ပါတယ်။ဒါမဲ့ပန်ဒိုဂျာဘက်ကတော့သူ့ကိုထိပါပြောဆိုတာတွေတောက်လျှောက်လုပ်နေရမို့ဗန်ကဒီလိုမလုပ်ဖို့တားလာခဲ့တာပါ။ဗန်ကသူ့သမိုင်းကိုစိတ်ပုတ်တဲ့သူဖြစ်မသွားခြင်းပဲပြိုင်ပွဲကိုလည်းပြိုင်ပွဲလိုသာပြိုင်ကျင်တာပါပြိုင်နေစဉ်အတွင်းမှာပြိုင်ဘက်တွေဖြစ်ပေမဲ့ပွဲပြီးသွားရင်တစ်ဖက်ပြိုင်ပွဲဝင်ပေါ်မှာဘာမှမနာလိုစိတ်တွေမထားတော့ပါဘူးဗန်ရဲ့စိတ်သဘောထားပြေဝတဲ့အတွက်လည်းအသက်ငယ်ငယ်နဲ့အခုလိုအောင်မြင်မှုမျိုးတွေရရှိလာတာဖြစ်ပါတယ်ဗန်ကစိတ်ပိုင်းဆိုင်ရာမှာအတော်လေးကိုပြေဝတဲ့အတွက်လေပွဲဒီမှာအလွယ်တကူအနိုင်ရရှိတာပါဖိုက်ကြပြီဆိုရင်တခြားပြိုင်ဘက်တွေလိုအနိုင်ရလို့ခြင်းစိတ်ပြင်းထန်တဲ့စိတ်နဲ့မကစားပဲစိတ်ကိုတည်ငြိမ်အောင်ကစားတာပါဒီအချက်ကိုဗန်ပြိုင်ပွဲမှာအနိုင်ရရှိစေကအခုဆိုရင်ချန်ပီယံကပတ်ကိုဆက်လက်ထိန်းသိမ်းသွားနိုင်ပါပြီမြန်မာနိုင်ငံဟာအခြေအနေအမျိုးမျိုးကြောင့်စိတ်သောကတွေဝင်နေရတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်ဒီလိုနိုင်ငံလေးကဗန်ကြောင့်မို့ခဏတာပျော်ရွှင်စေခဲ့ရပါတယ် TV ကိုကြည့်ကဟာကနေဟင်ကနေထအော်ပြီးတော့လက်မောင်းတွေတီးကဂုံယူရတဲ့ခိုက်တန့်ကိုတဖန်ပြန်လည်ခံစားခဲ့ကြရတာဖြစ်ပါတယ်ဗန်အသက်ငယ်ပေမဲ့လည်းသူ့ဘဝကိုနီးစနစ်တကျနဲ့ဖြတ်သန်းနေတဲ့သူတစ်ယောက်ပါ။ဒါအပြင် Flyweight တန်ပရိသတ်တွေကြားမှာမြန်မာနိုင်ငံကိုလူတွေသိအောင်လုပ်ပေးခဲ့တဲ့သူဆိုလည်းမမှားပါဘူး။နာမည်ကြီးလာချိန်ကမ္ဘာမီဒီယာတွေအင်တာဗျူးတဲ့အခါမှာလည်းမြန်မာအလံကိုရရင်ရတယ်လို့ဖော်ပြပါတယ်။တချို့မီဒီယာတွေကအလံကင်ဆောင်ခွင့်မပြုတဲ့အတွက်ဖန်နနာမှာအလံကိုထည့်သွင်းဖော်ပြတာမျိုးလည်းရှိပါတယ်။ပရိသတ်ကြီးရောပြိုင်ဘက်တွေပေါ်မှာသဘောထားပြေးသွားတဲ့ဗန်ရဲ့စိတ်ပေါ်အမြင်လေးကိုပြောပြပေးခဲ့ပါအောင်ရှင်။ကြည့်ရှုပေးခဲ့ကြလို့ကျေးဇူးတင်ပါတယ်ရှင်။